တုမရှိလွန်ကဲထုံးမြတ်သောသီလကုံသမာဓိကုံပညာကုံဝိမု ക്തി ကုံဝိမု ക്തി ဉာဏတတနာကုံသောကျေးဇူးတော်တို့နှင့်တပါးပြည့်စုံတော်မူသောဘုရားအမြတ်ဆုံးယရဏတရားအမြတ်ဆုံးယရဏသံဃာအမြတ်ဆုံးယရဏဤယရဏမြတ်သုံးပါးတို့အားယောတိမြတ်တော်လက်ဆုံးမို့၍ရှေခိုးပူဇော်ဖူးမြော်မှန်းလျှော့ကြောကြရသောသက္ကိစ္စကာရဝပနာမကောင်းမှုကုသိုလ်ကံစေရနာမောမောမြတ်မြတ်ချက်ပြောင်းလာသောသွမ်းဘောဇင်အာရတော်ကိုစက္ကလူရယခြင်းဒီဟုသောဘောဇနာဒါနအာရဒါနကုသိုလ်ကံစေရနာမိမိတို့၏ယဉ်၌ဖြစ်သောသာယရဏတူယရဏမိယရဏတို့ကိုယဗုဒ္ဓ၏သာသနာတော်တွင်သို့သွေးချင်းမြင့်ထောက်ပံ့လူတိုင်းရခြင်းဒီဟုသောသာသနာတော်ယေဇဓမ္မလောကကုသိုလ်ကံစေရနာဖြာဖြာဝဝတို့ကြောင့်မိမိတို့သည်ယနေ့ယခုမှစ၍မြတ်သောအသက်ရှိခြင်းအစဉ်လာခြင်းချမ်းသာကြည်ခြင်းဉာဏ်ပညာကြည်ခြင်းဘုံတကူအာနုဘောကြည်ခြင်းတို့နှင့်တကွာမယာသေးသောစိတ်စိတ်ဥစ္စာယရဏရွှေငွေထွေထွေတို့သည်ရရှိခံစားဆံစားပြီး၍